ခင်ဗျားတို့ website တွေ application တွေမှာ account ဖွင့်တဲ့အခါမှာကိုယ်ပိုင် email မသုံးကျင်တာမျိုးကိုယ့်ရဲ့လုံခြုံရေးကိုစိတ်မချရတာမျိုးကြုံမှုကြတယ်။အဲ့ဒီပြဿနာတွေဖြေရှင်းဖို့အတွက်ကတော့ကျွန်တော်တို့တန့်မေး website တွေအဖြေပါပဲ။တန့်မေးဆိုတာကျွန်တော်တို့ temporary mail ကိုအတူကောက်ခေါ်တာဖြစ်ပြီးတော့ယာယီသုံးလို့ရတဲ့ email တစ်ခုလို့အလွဲမှတ်ထားရင်ရပါတယ်။ဆိုတော့ကျွန်တော်ဒီဗီဒီယိုမှာအဲ့လိုမျိုးတန့်မေး website တစ်ခု AI ကိုအသုံးပြုပြီးတော့ free ဘယ်လိုဖန်တီးမလဲဆိုတော့ပြသပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်အသုံးပြုသွားမယ့် tool တွေကတော့ကျွန်တော်တို့ Google Gemini ရဲ့ပြီးရင်ကျွန်တော် Lovable ဆိုတဲ့ AI ရဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ကျွန်တော်အယိုးရှင်းဆုံးပဲကျွန်တော် Gemini ကိုပို့လိုက်တယ် Can we clone တက်မေး website ကျွန်တော်တို့တက်မေး website တစ်ခုကို clone လုပ်နိုင်မလားပေါ့နော်အဲ့ဒါမျိုးကျွန်တော်ပို့လိုက်တယ်အဲ့ဒီအချိန်မှာသူပြန်ပြီးတော့ဖန်တီးပေးတာကျွန်တော်ဒီဘက်က website ဖြစ်ပါတယ်ဆိုတော့ဒါကကျွန်တော်သူ့ရဲ့ဒီဘေးတင် server ထဲမှာဖန်တီးထားတဲ့ website ပေါ့နော်Gemini ကလက်ရှိဖန်တီးပေးတဲ့အထဲမှာဆိုရင်ကျွန်တော်တို့ဒီမှာ email တွေကိုကျွန်တော် temporary mail တွေရပြီပြီးတော့ကျွန်တော်တို့ဒီမှာ inbox ရှိမယ်ကျွန်တော် email တွေကို mail ဝင်လာရင်ကြည့်ရမယ် inbox ရှိမယ်ပြီးတော့ဒီမှာကျွန်တော် one click copy ပေါ့နော် copy တစ်ချက်နှိပ်တာနဲ့ဒီ mail ကိုတစ်ချက်လေး copy လို့ရပြီ copy ပြီးတော့အဲ့ဒီဟာကိုကျွန်တော်တို့ mail တွေ code တွေတောင်းမယ် Facebook account ဖွင့်တာတို့ဘာလို့အဲ့လိုမျိုးပေါ့နော်အဲ့ဒီအချိန်မှာ code တောင်းလို့ရမယ်အဲ့ဒါကိုအဲ့ code ကဒီမှာကျွန်တော်တို့ဒီ mail box ထဲမှာ inbox ထဲမှာလာပေါ်မယ်ပေါ့နော်ဆိုတော့ဒါပေမဲ့တိတဲ့အတိုင်းပဲတက် mail ဖြစ်တဲ့အတွက်ဒီ mail တွေက temporary ပဲကျွန်တော်ခဏပဲသုံးလို့ရတယ်တကယ်လို့ကျွန်တော်ဒီ page ကိုကျွန်တော် refresh ပြန်လုပ်လိုက်ပြီဆိုရင် mail ကပြန် change သွားမှာဖြစ်တယ်ပေါ့နော်နောက်ထပ် email တစ်ခုပြန် change သွားမှာပေါ့နော်ဆိုတော့အဲ့ဒါကိုမှကျွန်တော်တို့ဒီမှာ mail ကို refresh လုပ်ပြီးမ change ရင်လည်းကျွန်တော်တို့ဒီမှာ new address တွေဟာနဲ့ကျွန်တော်တို့ဒီမှာ generate လုပ်ခိုင်းပြီးတော့ကျွန်တော်နောက်ထပ်တစ်ခုထပ် change ခိုင်းလို့ရပါတယ်ပြောရမယ်ဆိုရင် Gemini ဖန်တီးပေးတာနဲ့တော်တော်ပြည့်စုံနေပါပြီဒါပေမဲ့ကျွန်တော်တို့က level ဘက်မှာဖန်တီးမှာဖြစ်တဲ့အတွက် Gemini ကိုဒီလို platform မျိုးဖန်တီးဖို့အတွက်ငါတို့ကို prompt ထုတ်ပေးပါဆိုပြီးတော့သူ့ကိုပြန်ပြောထားတယ်အဲ့တော့သူကနေပြီးတော့ကျွန်တော်တို့ prompt ပြန်ထုတ်ပေးတယ်ပေါ့နော်အဲ့တော့သူပေးထားတဲ့ prompt ကိုကျွန်တော်တို့ copy ယူပြီးတော့ကျွန်တော် level ဘက်ကိုတက်ပို့မှာဖြစ်ပါတယ် level ဘက်ကိုသွားမယ်ကျွန်တော်တို့ခုနယူလာတဲ့ prompt တွေကိုဒီမှာ paste ချလိုက်မယ်ဒါပဲဒါပြီးတော့ကျွန်တော် enter တစ်ချက်နှိပ်လိုက်ရုံပဲပေါ့နော်ပေဒါဆိုတော့ဒါကျွန်တော်တို့ level web AI ပေါ့နော်ဒီ website တွေဖန်တီးပေးတဲ့ AI ကနေပြီးတော့ကျွန်တော်တို့အတွက်ကိုဒီခုနထည့်လိုက်တဲ့ prompt မှာမူတည်ပြီးတော့ကျွန်တော် website တွေဖန်တီးပေးနေဖြစ်ပါတယ်ဆိုတော့ coding တွေရေးနေတာကျွန်တော်နည်းနည်းစောင့်ရမယ် okay အခုဆိုရင်စပြီကျွန်တော်ပေးလိုက်တဲ့ prompt ကိုသူအလုပ်လုပ်နေပြီပေါ့နော်ဆိုတော့ဒီမှာဆိုရင်ဒါသူဒီမှာစာရေးနေပြီ okay ဒီမှာ editing index html တို့ပါလို့ပေါ့နော်ကျွန်တော် html တွေပါတယ်ဒါ coding နဲ့ပတ်သက်တဲ့ဟာတွေပေါ့ကျွန်တော်ကနားလည်လို့တော့မဟုတ်ဘူးဒါပေမဲ့နားလည်စရာလည်းမလိုဘူးခုက AI kit ကိုရောက်နေပြီပေါ့နော်အခုဆိုရင်တော့သူကပြန်ပေးတဲ့ website တခုရပြီပေါ့နော်ဒီ interface လေးနဲ့ပေါ့တိတ်တော့စိတ်တိုင်းတော့မကြဘူးဒါပေမဲ့အခုလောလောဆယ်ဖြစ်နေတဲ့ပြဿနာကကျွန်တော်တို့ဒီမှာကျွန်တော် copy ကူးစရာဟိုဟာမရှိဘူးပေါ့နော်ဒီမှာလိုမျိုးကျွန်တော် email မရှိဘူးပေါ့ sorry ဒီဘက်မှာလိုမျိုးကျွန်တော်တို့ဒီမှာ email မပေါ်လာသေးဘူးပေါ့နော်ဆိုတော့အဲ့ဒါကိုပေါ်လာအောင်လုပ်အောင်လို့ပေါ့အခုကဆိုတော့မပေါ်လာသေးဘူးဖြစ်တဲ့အတွက်ကျွန်တော်တို့သူ့ကိုပြန်ပြောရမယ်ဆိုတော့ငါ email မတွေ့ဘူးပေါ့နော် copy လုပ်ဖို့အတွက် email မတွေ့ဘူးဆိုတော့ website ကိုပြန်စစ်ဆေးပြီးတော့ပေါ့နော်အဲ့ဒီပြဿနာဖြစ်နေတဲ့ဟာကိုပြင်ပါပေါ့နော်အဲ့လိုမျိုးကျွန်တော်ပြောလိုက်တယ်ဆိုတော့ဒါသူပြန်ရေးပေးမဲ့ဟာကိုသူဘာပြန်ရေးပေးမလဲကျွန်တော်မသိဘူးဆိုတော့တစ်ချက်လေးစောင့်လိုက်မယ်နော်โอเคကျွန်တော်ကအခုဒီမှာခုနကတော့ရေးထားတဲ့ဟာကိုပို့လိုက်တဲ့အချိန်မှာဒီ level ဘက်ကနေပြီးတော့သူဘာပြဿနာရှိနေလဲဆိုတော့ပြန်ပြီးတော့အဖြေရှာတယ်ဖြေရှာပြီးတဲ့နောက်မှာကျွန်တော်ကိုဒီ implement plan ပေါ့နော်ခုန best ဖြစ်နေတဲ့ဟာကို fix လုပ်ဖို့အတွက်ကျွန်တော်ကဒီမှာဒီ button လေးကိုတစ်ချက်နှိပ်ပေးလိုက်အောင်မယ်အဲဒါဆိုရင်သူကအဲ့ဒီကျွန်တော်လက်ရှိဖြစ်နေတဲ့ bug ကိုသူကပြန်ပြင်ပေးသွားလိမ့်မယ်ပေါ့နော်ဆိုတော့အဲဒါဆိုရင်တစ်ချက်တော့စောင့်ကြည့်လိုက်အောင်အခုဆိုတော့ကျွန်တော်ခုနပြောလိုက်တဲ့ issue လေးကိုသူ fix ပေးလိုက်ပြီပေါ့နော် fix ပေးလိုက်ပြီလို့တော့ပြောတယ်ဆိုတော့ကျွန်တော်စမ်းကြည့်အောင်ကျွန်တော်ဒီ web ဒီရဲ့ email ကိုကျွန်တော်ယူလိုက်ပြီးယူပြီးတော့ကျွန်တော်ဒီဘက်ထဲထည့်လိုက်တယ်ကျွန်တော်ရဲ့ဒါ tablet ပေါ့နော် tablet ကနေပြီးကျွန်တော်ဒီခုနကတော့သူ့မှာရှိနေတဲ့ဒီ email ကိုကျွန်တော်တို့ကmessage လမ်းပို့ကြည့်မယ်ပေါ့နော်အဲ့ဒါဆိုရင်ဒီတကယ်ဟိုကဖြစ်တယ်ဝင်လာတယ်ဆိုရင်ဒီကောင်အလုပ်လုပ်တယ်ဆိုရင်ဒီ inbox တွေကိုဝင်လာမယ်ပေါ့ဆိုတော့စကြည့်အောင်ကျွန်တော်ခုနကတော့ email ကျွန်တော် copy ယူထားပြီးသားရှိတယ်အဲ့တော့ paste လုပ်လိုက်မယ်ဒါဆိုရပြီပေါ့နော်ဒီ email ပေါ့ခုနကတော့ဒီမှာနော်အဲ့ဒါလေးကိုယူပြီးတော့ကျွန်တော် subject မှာလည်းကျွန်တော်တခုခုပေါ့နော်ရေးကြည့်တိုင်းမှာ hello ညာပေါ့စမ်းကြည့်တာပေါ့နော် just testing ပေါ့ okay just testing ကျွန်တော်ပို့လိုက်မယ်ပို့လိုက်ပြီးဟိုကတော့ဝင်သွားပြီဒီမှာ ando လို့လည်းပြရတယ်နော်ဆိုတော့ဒီဘက်ထဲမှာကျွန်တော်တစ်ချက်ပြန်စောင့်ကြည့်ရမယ်မေးဝင်ကိုဘယ်လောက်ကြာမလဲပေါ့ဝင်လားမဝင်လားပေါ့တကယ်လို့နည်းနည်းနောက်ကျနေတဲ့အထင် refresh ဝင်လာပြီ okay ဒါဆိုရင်လုံးဖြစ်တယ်ပေါ့နော်အခုဆိုရင်ကျွန်တော်တို့ပို့လိုက်တဲ့ email ကကျွန်တော်တို့ရဲ့ဒီဟိုဟာတွေဝင်လာပါပြီကျွန်တော်ဒီမှာတည်း from ကျွန်တော်နာမည်ပါမယ်ဒါ subject ကကျွန်တော်ထည့်ထားတဲ့ hello နဲ့ just testing ဆိုတာလေးနဲ့ပေါ့နော်ဆိုတော့ဒါဆိုရင်တော့ဒါအလုပ်ဖြစ်တဲ့ website တခုဖြစ်သွားပြီလို့ကျွန်တော်ပြောလို့ရပါတယ်ကျွန်တော်ခုနကတော့
ကျွန်တော်တို့ဖုန်း tablet ကနေပြီးတော့ email ပို့ကြည့်တာတော့ဝင်လာပြီဒါဆိုအလုပ်ဖြစ်တယ်ဆိုတော့နောက်တစ်ခုဒုတိယတစ်ခုအနေနဲ့ကျွန်တော်ဗာစမ်းသက်ကြည့်မလဲဆိုတော့ကျွန်တော်ဒီဟာကိုကျွန်တော် Lovable website ပေါ့ Lovable AI ကိုကျွန်တော်အဲ့တက်မေး email တစ်ခုနဲ့ကျွန်တော် account ဖွင့်ကြည့်မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီမှာ login page တွေဝင်သွားပြီဆိုတော့အခုဆိုရင်ကျွန်တော် create account နှိပ်လိုက်မယ်ပေါ့နော် create account ရပြီဆိုတော့ဒီမှာဒီနေရာမှာ email ထည့်ရမယ်ဆိုတော့ကျွန်တော်ခုနက email ကျွန်တော်ယူထားတဲ့ email ကြီးပြန်သွားမယ်ဆိုတော့ဒါဆိုကျွန်တော်ဒီမှာ new email လုပ်လိုက်မယ်ပေါ့နော် new email လုပ်လိုက်မယ်အဲ့ဒါ new email ဖြစ်သွားပြီ generate ပေးလိုက်ပြီနောက်ထပ်အသစ်တစ်ခုရပြီအဲ့ဒါ copy လိုက်ပြီးရင်ကျွန်တော်တို့ခုန level ပဲကြီးသွားမယ်ဒီမှာ email ထည့်မယ်ပြီးရင် continue ပေါ့နော် password ထည့်တဲ့အပိုင်းရောက်ပြီကျွန်တော် password တစ်ခုခုထည့်လိုက်မယ်ကျွန်တော် password ကိုထည့်ပြီးသွားပြီပေါ့ထည့်ပြီးသွားတဲ့အချိန်မှာကျွန်တော်တို့ create your account ဆိုရအောင်နှိပ်လိုက်ရုံပဲအဲ့ဒါဆိုရင်ဘာပေါ်လာမလဲဆိုတော့ကျွန်တော်တစ်ချက်စောင့်ကြည့်အောင် okay ဆိုတော့ဒီမှာသူပြတာကကျွန်တော်တို့ရဲ့ email ပေါ့နော်ဆိုတော့ check your inbox ဆိုတော့ check the link we sent ဆိုတော့သူတို့က link ပို့ပေးမဲ့ပုံပဲပေါ့နော်အဲ့ link ကိုကျွန်တော်တို့ကပြန်ပြီးတော့ဖွင့်ပြီးတော့အဲ့ဒီ email ကိုကျွန်တော်တို့ verify ပေးရမယ့်ပုံပေါ့နော်ဆိုတော့ကျွန်တော်တို့ခုနကတော့ကျွန်တော်တို့ဖန်တီးထားတဲ့ဒီ free time mail platform ပြန်သွားကြည့်အောင် okay ဒီမှာ level ပဲကနေပို့ထားတယ်ကျွန်တော်တို့ရှိကို email ပို့ထားတဲ့ဟာလေးကျွန်တော်ရှိမှာရောက်နေပြီပေါ့နော်ကျွန်တော်တို့ platform ပေါ်မှာရောက်နေပြီအဲ့တော့ click တစ်ချက်နှိပ်လိုက်အမှပါမလဲဆိုတော့ဒီမှာသူပေးထားတဲ့ link ပေါ့နော်ဒီသူပြောတာဒီ link ပေါ့ဒီကောင်ပေါ့အဲ့ link ကိုကျွန်တော်တို့က copy ကူးပြီးတော့ပြန်ဖွင့်ပေးရမှာပေါ့နော်အဲ့တော့တစ်ချက်နှိပ်လိုက်အောင် click တစ်ချက် verify မိရဲ့အချိန်မှာကျွန်တော်တို့ဒီဘက်ကိုရောက်လာတဲ့အချိန်မှာဒီမှာကျွန်တော်တို့နာမည်ပြန်ထည့်ခိုင်းနေပြီဆိုတော့ခုနက link ကိုတစ်ချက် click လိုက်တာနဲ့အမှ verify ဖြစ်သွားတဲ့ပုံပဲပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာထည့်လိုက်မယ် the knox လို့ထည့်လိုက်မယ်ပေါ့နော်ဆိုတော့ RB1 ကျွန်တော် continue နဲ့ရုံပဲပြီးရင်ဒီမှာ GitHub ဘာညာအဲ့ဒါတွေကကျွန်တော်ဖြည့်တယ်မလို့မဖြည့်လဲရတယ်ပေါ့နော်အဲ့တော့ skip နှိပ်လိုက်ပေါ့ skip တွေပဲနှိပ်လိုက်ရင်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ level ပဲပေါ့ the knox ရဲ့ level ပဲကိုရပါပြီဆိုတော့ခုနကတော့ temporary email နဲ့ဖွင့်ထားတဲ့ account ပေါ့နော်အဲဆိုတော့ကျွန်တော် platform ပြည့်စုံသွားပြီပေါ့နော်ပြည့်စုံသွားပြီလို့ပြောလို့ရတယ်ဆိုတော့အခုကကျွန်တော်ရဲ့ဒီကျွန်တော် account ထဲမှာပဲရှိသေးတယ်ပေါ့နော်ဒီ link ကိုကျွန်တော်တို့တွားခြင်းသူတို့ဝင်လို့မရသေးဘူးဥပမာလူတစ်ယောက်ယောက်ကိုပေးလိုက်မယ်ဆိုမရသေးဘူးပေါ့နော်ဆိုတော့အဲ့ဟာကိုအဲ့လိုပေးလို့ရဖို့အတွက်ကိုကျွန်တော်တို့ဒီမှာ publish ကိုနှိပ်ပြီးတော့ဒီအောက်က publish ဆိုတဲ့ဟာကိုနှိပ်ပေးရတယ်ပေါ့နော်ဆိုတော့အဲ့ကောင်ကို publish လုပ်လိုက်မှဒါကျွန်တော်တို့ဒီ link ကိုအသုံးပြုပြီးတော့တကယ်ချင်းတွေဒါမှမဟုတ်မိတ်ဆွေတွေဒါမှမဟုတ်လည်းခုမှ channel account တွေ YouTube တွေပါရှိရဆိုလဲအဲ့ဒီကလူတွေကိုပို့ပေးလို့ရမှာဖြစ်တယ်ပေါ့နော်အဲ့ကျွန်တော် publish လုပ်လိုက်ပြီ publishing လုပ်နေတော့မယ်အခုဆိုရင် publish တက်ဖြစ်သွားပြီပေါ့နော်ရပြီအခုဆိုရင်ကျွန်တော်တို့ဒီမှာ link ကျွန်တော်တို့ရဲ့ဒီမှာ link ရပြီပေါ့နော်ကျွန်တော် website အတွက်ကျွန်တော်ဒီ platform အတွက်ပေါ့ဒီ temporary mail platform အတွက် link ရပြီဆိုတော့အဲ့ဒါလေးကိုနှိပ်လိုက်တာနဲ့ကျွန်တော်တို့ကဒီပြောတယ်မှာအဲ့ platform တွေကိုရောက်သွားမှာဖြစ်တယ်အဲ့တော့ဒီမှာnew tab mail တခုလည်း auto generate ပြီးသားကျွန်တော်တို့ready to use ပေါ့နော်ဆိုတော့ဒီလိုမျိုး AI နဲ့ပတ်သက်တဲ့ content တွေကိုများများသိချင်တယ်ဆိုရင်ကျွန်တော်တို့ The Knox ကို like and subscribe နဲ့ follow လေးလုပ်ပေးခဲ့ဖို့မမေ့ပါနဲ့ကျွန်တော်တို့နေ့တိုင်း content အသစ်လေးနဲ့လာခဲ့ပါမယ်